Suzuki Arctica Smart Hybrid မောင်းတဲ့မိတ်ဆွေတို့ကားဆက်နိုးလိုက်တိုင်းဒါမှမဟုတ်မောင်းနေရင်းနဲ့ကားတိုင်ခွက်ထဲမှာဒီဘက်ထရီပုံစံမီစိမ်းလေးလင်းလာတာကိုတတိထားမိကြတယ်မလားတချို့ကလည်းကားတစ်ခုခုဖြစ်တာလားဆိုပြီးတော့စိုးရိမ်တတ်ကြတယ်တကယ်တော့ဒါကစိုးရိမ်စရာမဟုတ်ပါဘူးပထမတစ်ချက်ကတော့ဆက်စတင်နိုးလိုက်တဲ့အချိန်မှာဒီမီလေးကစက္ကန့်အနည်းငယ်ကြာလင်းလာပါလိမ့်မယ်ဒါဟာစနစ်နဲ့အချက်ပြမီတွေပုံမှန်အလုပ်လုပ်ကြောင်းစစ်ဆေးပေးနေတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့မောင်းနေရင်းနဲ့လီဗာလွှတ်လိုက်လို့ပဲဖြစ်ဖြစ်ဘရိတ်နင်းလိုက်လို့ပဲဖြစ်ဖြစ်ဒီမီလေးလင်းလာပြီဆိုရင်တော့ဝမ်းသာလိုက်ပါဘာလို့လဲဆိုရင်ကားကအချိန်လျှော့လိုက်တဲ့အခါထွက်လာတဲ့စွမ်းရည်တွေက Smart Hybrid Battery တွေကိုအားပြန်သွင်းပေးနေတာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒီတော့ဒီမီလေးလင်းနေတဲ့၍ကားကစီစားတက်တာအောင်အားပြန်သွင်းပြီးထိန်းညှိပေးနေတာဖြစ်လို့စိတ်ချလက်ချမောင်းနေလိုက်ပါရှင်